brute force attacks အမျိုးအစားတွေကတော့ simple brute force attack, dictionary attack, hybrid attack, credential stuffing နဲ့ reverse brute force attack တို့ဖြစ်ပါတယ် simple brute force attack ဆိုတာကတော့ဖြစ်နိုင်ခြေရှိတဲ့ password ကိုဓာတ်ရိုက်ခန့်မှန်းပြီးတော့မမှန်မချင်းခန့်မှန်းပြီးတော့ attack လုပ်တာဖြစ်ပါတယ် dictionary attack ဆိုတာကတော့ dictionary လိုမျိုး list တွေကိုအရင်ထုတ်ပြီးမှအသုံးများတဲ့စာသားတွေနဲ့ခန့်မှန်းပြီးတော့ attack လုပ်တာဖြစ်ပါတယ် hybrid attack ကတော့ dictionary attack ကိုမှ number တွေ symbol တွေထပ်ထည့်ပြီးတော့ attack လုပ်တာဖြစ်ပါတယ် credential stuffing ဆိုတာကတော့ user အရင်ကသုံးခဲ့ဖူးတဲ့ user name နဲ့ password ကနေတဆင့် attack လုပ်တာဖြစ်ပါတယ် reverse brute force attack ဆိုတာကတော့ TBD password ကိုအသုံးပြုပြီးတော့ user name တွေမျိုးစုံထည့်ဆန်းပြီးတော့ attack လုပ်တာဖြစ်ပါတယ်